ယုံကြည်သူတယောက်အနေနဲ့ဘဝလက်တွဲဖို့အတွက်ဆုတောင်းတဲ့အခါမှာတဲ့ဖျားပြင်ဆင်ပေးတဲ့လူဟာရှင်းလင်းစွာဘလို့သိနိုင်တာလဲဆရာတဲ့ယုံကြည်သူတယောက်အတွက်ဖျားပြင်ဆင်ပေးတဲ့လူကိုရှင်းလင်းစွာသိဖို့အတွက်ကတင့်အနေနဲ့တင့်ရဲ့ဝိညာဉ်မှာဖျားသခင်ဆုတောင်းတဲ့အခါမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းစိတ်အေးခြင်းရမရပေါ်မှာအများကြီးမူတည်ပါတယ်တင်လူတိုင်းကိုလိန်လို့ရပေမဲ့တင့်ကိုတင်မလိန်နိုင်ပါဘူးအတင်အတိဆုံးပဲဖြစ်ပါတယ်လို့ဒါပေမဲ့ဒုတိယတစ်ခုတော့ပြောခြင်းတယ်အချစ်ကိုကိုးကွယ်ဖို့အတွက်အချစ်တခြင်းတွေကကျွန်တော်တို့ကိုစီးယုံတယ်ဒါပေမဲ့အချစ်ကိုမကိုးကွယ်ပါနဲ့လို့ကျွန်တော်ပြောခြင်းတယ်အသေးကွဲပြီးသေတာတော်တော်ရှားတယ်ဆေးရုံတွေမှာမှတ်တမ်းသွားကြည့်ပြီးအသေးကွဲပြီးသေတဲ့လူကမရှိတလောက်ဖြစ်တယ်ဒါကြောင့်မလို့လေဒီတယောက်နဲ့ငါမရလိုက်လို့ငါတော့အသေးကွဲပြီးတော့သေတော့မှာပဲဒီတယောက်မရှိငါဒီလောကကြီးမှာနေတာဘာထူးတော့မှာလဲအဲ့ဒါတလားလောက်ပဲခံတယ်တလားလောက်ပဲခံတယ်လုံခဲ့တော့ခါကကျွန်တော်တူမလေးအသေးကွဲတယ်ကောင်လေးကတော်တော်ချစ်တယ်သူနဲ့အသက်တော်တော်ကွာတယ်ကောင်လေးကငယ်တယ်ငယ်တော့ကျွန်တော်တို့တွေကပြောတာပေါ့သူမလေးကြိုက်တော့ကောင်းပါတယ်ဒါပေမဲ့မင်းကလေးဆိုတော့အိုလွယ်တယ်သွေးနဲ့သားနဲ့ဖြစ်တဲ့အတွက်နင်တို့အသက်ကလည်းအရန်ဟတော့တော်ကြခလေး2ယောက်3ယောက်ရောက်တဲ့အခါကျရင်ယောက်ျားလေးကနိုးမျက်နှာကြိုက်ဖြစ်လာခဲ့တော့မင်းကလေးတွေမရှိနဲ့အခုခေတ်ကလည်းနမမျက်နှာကြိုက်ပြန်ဖြစ်လာပြီအတူတူပဲမင်းကလေးတွေတော့ပူဆိုးလာတယ်လို့ပဲဘာဖြစ်လို့လဲအစင်လေးဆိုတာသူတို့ထွင်တာဟုတ်လားမဟုတ်ဘူးလားအစင်လေးနဲ့ဆရာကြားဘူးတယ်မလားအဲ့ဒါသူတို့ကျွန်တော်တို့မဟုတ်ဘူးအစင်လေးယောက်ျားလေးတွေကအားချမခံပါပြန်ပြောတယ် small လေးဆိုအခုက small လေးနဲ့အစင်လေးနဲ့နော်အမျိုးဖြစ်နေတာကျွန်တော်မသိဘူး international ကျောင်းမှာကျွန်တော်ဒီလိုဖျက်လျှောက်သွားတော့ကျွန်တော်တို့နိုင်ငံခြားဆရာလာလုပ်တဲ့တယောက်ရှိတယ်တော်တော်လေးချောတယ်ငယ်တယ်အကျောင်းကဆရာမတွေအများနဲ့ဟိုးမှာအစင်လေးဆိုတော့ကျွန်တော်ကဘာလဲပေါ့အစင်လေးကျွန်တော်ပိတ်ဆက်ထင်နေတာဘယ်ဟုတ်မလဲသူကအဲ့လူငယ်လေးကိုသူကပြောနေတာကျွန်တော်တူမလေးကဒီလိုနဲ့ယောက်ျားလေးကယူလို့ရမလားတဲ့မိဘလည်းတိတ်သဘောမကျတော့နောက်ဆုံးတော့တေချာခွဲခွာနီးနဲ့ခွဲလိုက်ကြတယ်ကျွန်တော်တူမလေးခံစားတာလေအဲ့ဒါမျိုးကျွန်တော်မတွေ့ဘူးအရင်တနာတယ်ကြောင်တောင်ဖြစ်သွားတယ်ထမင်းလည်းမစားနိုင်ဘူးနေလည်းမနေနိုင်ဘူးအရင်ကြောင်တောင်ဖြစ်တယ်သူကလေဦးလေးတဲ့ကျမဘဝတော့ဘလို့မှပျော်ရွှင်မှုဆိုတာမရှိနိုင်တော့ဘူးတဲ့ကျွန်တော်ပြောလိုက်တယ်တလပဲတူမလေးမပူနဲ့တလပဲအခုတလကြော်လဲကြော်လေကျွန်တော်ကပြောရတယ်ပြန်ကွဲပါလားလို့အသေးလေးခဏပြန်ကွဲပါလားလို့ပြန်ပြောရတယ်မေ့သွားပြီကျွန်တော်ပြောချင်တာကမေ့မရတဲ့အမှတ်တရတော့ရှိမှာဗောတန်ရောစင်မှန်ရင်အချစ်မှန်ရင်သူ့တော့အချစ်ကိုမကူးကွယ်စေခြင်းဘူးတင်ဘဝလက်တွဲပေါ်အတွက်တင်နဲ့ကြိုက်မကြိုက်ယုံကြည်ခြင်းတူမတူရည်မှန်းချက်တူမတူတေချာစဉ်းစားစေခြင်းတယ်တင်နဲ့တွဲနေတဲ့လူက drum တီးတဲ့လူတင်ကနားကြီးမခံနိုင်တဲ့လူဆိုရင်ကြိုက်မှာမဟုတ်ဘူးဟုတ်တယ်နော်ဆရာတင်နဲ့တွဲမဲ့လူက worship leader music အရန်ဝါသနာပါတဲ့လူဒါဆိုလွမ်းဆွေးတတ်တယ်သူတို့ကပျော့တတ်တယ်โอเคကျွန်တော်ညီမယောက်ျားယူခါနီးမှာကျွန်တော်တေချာမှာတယ်အဆိုတော်မယူနဲ့ဂီတာတီးတဲ့လူမယူနဲ့ဘာလို့ဆိုတော့ပျော့တတ်တယ်ဆိုတော့ညီမယူလာလိုက်တာကျွန်တော်ရောက်ဖပထမဦးဆုံးကျွန်တော်တွေ့တော့ကျွန်တော်မထုတ်နိုင်သေးတဲ့ album ရောက်ဖထုတ်ပေးမှဖြစ်လို့ကျေးဇူးတင်တယ်တဲ့စိတ်ဘာပြတ်သွားတယ်ကျွန်တော် music တမနဲ့ယူရင်လွမ်းတက်မယ်ဆွေးတက်မယ်အမြဲတမ်းနိုးချနေမှာမဟုတ်ဘူး sorry နော်ဆရာတို့ဒါပေမဲ့သူတို့မှာအဲ့ဒါ gift အဲ့ music တမတွေကိုပြောတာသူတို့မှာအဲ့ gift တော့အယမ်းမိုက်တယ်ဒါပေမဲ့သူတို့မှာအဲ့တစ်ချက်ရှိမယ်ဒီတိုင်းမဲ့လူဆိုတာကသူ့လောကနဲ့သူလက်ဝဲသမားနဲ့ယူရင်တော့ထို
ထိုးမယ်ကြိတ်မယ်ကြမ်းမယ်ဒါပေါ့စစ်သားနဲ့ယူရင်တော့မနေ့4နာရီတော့ပုံမှန်ထားရမှာပေါ့ကြည့်မတူအဲ့တော့တင်တို့အနေနဲ့ dating အရင်လုပ်ပါ dating ဆိုတာကအခုခေတ်ကြမှာ dating ရဲ့စကားလုံးကပြက်တာ dating ဆိုတာက getting to know each other ဖြစ်တယ်ကျွန်တော်တို့ coffee အတူတောက်တယ်အခုခေတ်က date ဆိုရင် hotel ရောက်တာအဲ့ဒါ dating မဟုတ်ဘူးအဲ့ဒါကျိုးလို့နာအပြစ်ဖြစ်တာမကောင်းတာ dating ဆိုတာက getting to know each other ငါတို့နှစ်ယောက်အဆင်ပြေပါမလားငါတို့ကြိုက်တာတူပါမလားငါတို့နှစ်ယောက်က my type ငါ type ရောဖြစ်ရလားသူမိသားစုဘယ်နှယောက်ရှိလဲငါမိသားစုဘယ်နှယောက်ရှိလဲဒါတွေအားလုံးကြည့်ပြီးတော့မှအချစ်ကိုမကိုးကွယ်ပါနဲ့အချစ်ကိုပြုစုပါလို့ပဲပြောချင်ပါတယ်သူပဲကျေးဇူးတင်ပါတယ်